အားလုံးပဲမင်္ဂလာပါကျွန်တော်ဗီဒီယိုလေးထပ်တင်ပေးမယ်ဒါကပါလဲဆိုတော့ Paparazzo Day 2ဖြစ်သွားပါပြီเนาะ Day 2ပါကျွန်တော် share ဗီဒီယိုကတော့ကျွန်တော်မြေစက်တာလေးတင်ပေးခဲ့တယ်အခုကတော့ကျွန်တော်ဒါ Day 2ပေါ့เนาะဒီကောင်လေးကျွန်တော် Paparazzo Day 2လေးကျွန်တော်တင်ပေးမယ်ကျွန်တော်တူတူကြည့်ကြတာပေါ့เนาะကျွန်တော် germination လောက်တာနဲ့စီရည်စိန်တာပေါ့နော်စီရည်စိန်နဲ့ကျွန်တော်ထုံးစံတိုင်းပဲစီရည်စိန်နဲ့ညှောက်ထွက်လာတရက်တိုင်းနဲ့ညှောက်ထွက်တယ်တရက်တိုင်းညှောက်ထွက်တယ်ညှောက်ထွက်လာပြီးတော့အဲ့ထွက်လာတဲ့ညမှာပဲကျွန်တော်စွိုင်းနဲ့ထည့်လိုက်တယ်ထည့်လိုက်တော့အရှိကဗီဒီယိုတွေမှာအတိုင်းပဲထုံးစံတိုင်းပဲကျွန်တော်စွိုင်းနဲ့ထည့်လိုက်တယ်ထည့်ပြီးရင်နောက်တရက်မှာချက်ချင်းတန်းပြီးတော့ popping ဖြစ်လာတယ်ပေါက်လာတယ်ပေါ့နော်ပေါက်လာတယ်ဆိုတော့အဲ့ဒါလေးကျွန်တော်ပြချင်တယ်ကျွန်တော်အတူတူကြည့်ကြမယ်ceiling ကတော့မဘန်းဘူးလို့တော့ကျွန်တော်ထင်တယ်ဒါ humanitary drone ပေါ့နော်ပုံစံလေးကျွန်တော်လုပ်ပေးထားတာအပေါ်ကနေပြီးတော့ဒီခွက်မှာပေါက်လေးဖောက်ပေးထားတယ်ပတ်လေပေါ့နော်ဖောက်ပေးထားတယ်ခွက်လေးကိုရေဆွတ်ပေးထားတယ်ပေါ့နော်ဒီလိုလေးပေါ့နော်ရေဖြန်းပေးထားရေဖြန်းပြီးတော့မှဒီပေါ်အုပ်ပေးထားတယ်ပေါ့နော်ဒါတော့ humanitary drone စူထိုင်းစလေးရအောင်လုပ်ပေးထားတာပါဒီကောင် Day 2ပါနည်းနည်းလေးဝါနေတယ်ဗျာနေဦးဗျာကျွန်တော်မီးလေးပိတ်လိုက်မယ်မီးကြောက်လာတယ်ကျွန်တော်ဒီလိုလေးပေါ့နော်ဒါမီးပိတ်လိုက်တယ်ဒါ Day 2ပါကြံကတော့ဘယ်လိုဖြစ်နေလဲဆိုတော့နည်းနည်းလေးမှောင်နေလို့ဗျသူကဘယ်လိုပုံစံဖြစ်နေလဲနည်းနည်းလေးပါပယ်လေးဖြစ်နေရယ်ဟိုခင်းအောင်လေးနည်းနည်းဖြစ်နေရယ်ပေါ့နော်ပြီးတော့ပြဿနာရှိလားဆိုတော့မရှိပါဘူးပြီးတော့ဒီကောင်ရုံးကန်အားနည်းနည်းကောင်းမဲ့လို့ကျွန်တော်မြင်တယ်ဘယ်လိုတော့ဒီအပေါ်ပိုင်းဒီလိုလေးပဲမြင်မယ်ထင်တယ်ကျွန်တော်မီးပိတ်လိုက်တော့လေမီးဖွင့်လိုက်တော့ခုနကျွန်တော် focus ချိန်မရလို့ပေါ့နော်အခုမီးကတော့ပိတ်လိုက်တော့နည်းနည်းလေးတော့မှောင်သွားတယ်ဒါပေမဲ့စင်ပြေမယ်လို့တော့ကျွန်တော်ထင်တယ်ဗျာအဲ့ဒါလေးပြချင်တာပါဒီကောင် Day 2ပါgermination လောက်ထားတဲ့ဟာတွေတော့ကျွန်တော်ပုံလေးတွေစီပုံလေးတွေနဲ့အညောက်စားထွက်တဲ့ပုံလေးတွေတော့ကျွန်တော်တင်ပေးမယ်ပေါ့နော်ဒီထဲမှာဆိုတော့တခါတည်းပြသွားလိုက်မယ်ဒီအောင်လာလေးမှာကျွန်တော်ပြပေးမယ်အဲ့လိုလေးပေါ့နော်အဲ့လိုလေးကျွန်တော်ပြပေးလိုက်မယ်အဲ့ဒါဆိုရင်တို့အဆင်ပြေမယ်ထင်တယ်ဒီကောင် Day 2ပါဒီ tab ဘယ်ချိန်မှာကျွန်တော် friend တွေစကျွေးမယ်ဘာကျွေးမယ်ဘယ်လိုဆက်လုပ်မယ်ဆိုတော့နောက်ဗီဒီယိုတွေကိုကြည့်ရှုပြီးတော့အားပေးပါအောင်လို့ကျွန်တော်ကတောင်းဆိုပြစေဗီဒီယိုလေးကို like and subscribe လေးလုပ်ပေးပါအောင်ရှိမှ yes တော်တော်ချားသွားတယ်yes ဆက်သွားတယ်မတင်တာတွေရက်ချားသွားတာအတွက်လည်းရက်ဆက်ချားသွားတဲ့အတွက်လည်းကျွန်တော်တောင်းပန်ပါတယ်ဒါလေးတော့ကျွန်တော်အကောင်းဆုံးဖြစ်အောင်ပြန်ရိုက်ပေးမယ် Paparazzo Auto ပါ smelling cash ကဝယ်ထားတာပါကုမ္ပဏီကတော့စီကုမ္ပဏီက Swiss ပါ Swiss ရဲ့ Paparazzo Auto ပါခင်ဗျာအဲ့တော့ဒါလေးကျွန်တော်ဆက်ပြီး run သွားမယ်ပေါ့နော်ဒါလေးကိုနောက်ဗီဒီယိုလေးတွေကိုဆက်ပြီးတော့အားပေးပါအောင်လို့ကျွန်တော်ပြောချင်တယ်အားပေးကြည့်ရှုသူကြောက်ချင်းစီအားလုံးကိုလည်းကျွန်တော်ကျေးဇူးအထူးတင်ရှိပါတယ်ကျွန်တော်မီးလေးနည်းနည်းလေးဝေးလိုက်ဆိုရင်ရောရနိုင်မလားပေါ့နော်ဖိုကက်ကမရဘူးရမီးရန်ဝင်သွားတော့လေအဲ့လိုဖြစ်နေဝါသွားတယ်ဒီမှာပေါ့နော်စိုက်ကတေးလေးပဲရှိပါသေးတယ်ဟုတ်ကဲ့အဲ့ဆိုရင်ကျွန်တော်ဗီဒီယိုဒီလောက်နဲ့ပဲရလိုက်တော့မယ်အားပေးကြည့်ရှုသူတယောက်ချင်းစီအားလုံးကိုကျွန်တော်ကျေးဇူးအထူးတင်ရှိပါတယ်စီကမဘန်းဘူးပေါ့နော်ဘန်းနာဘာညာမရှိဘူးဘာမှမဘန်းဘူးအကုန်အဆင်ပြေတယ်နောက်နေ့ကျရင်တော့ကျွန်တော်နေရာလေးတစ်ချက်ချင်းပြီးတော့နောက်ဗီဒီယိုတွေကျွန်တော်တင်ပေးမယ်ဒီနေရာလေးကအလင်းအားလည်းနည်းနည်းလေးနဲတယ်ပြီးတော့အခုဒီကျွန်တော်မီးဖွင့်လိုက်တော့လေ focus ကမပြတ်ဘူးပေါ့နော်ရိုက်လက်စာကြီးဖြစ်သွားပြီဆိုတော့ကျွန်တော်ပြန်ပြီးလဲမရိုက်ပြချင်တာနဲ့တခါတည်းဒီ line လေးပဲပြောလိုက်ပါတော့မယ်လောလောဆယ်တော့ဘာမှမကြွေထားဘူးရေကိုလည်းမြင်တဲ့အတိုင်းပဲကျွန်တော်နည်းနည်းပဲလောင်းပေးထားတယ်ဘေးနားလေးကတော့ဆိုရုံလေးပဲပေါ့နော်လောင်းပြီးရေကိုဒီနားအလဲကို4 5 6ဆက်အဲ့လောက်ပဲကျွန်တော်ချပါတယ်ဒါကတော့ Day 2 Paparazzo ရဲ့အခြေအနေလေးပါအားလုံးကျေးဇူးတင်ပါတယ်အားပေးကြည့်ရှုသူကြောက်စီအားလုံးကျွန်တော်ကျေးဇူးတင်အထူးတင်ရှိပါတယ်ဗီဒီယိုလေးလည်း subscribe လုပ်ပေးဖို့မမေ့ကြပါနဲ့အောင်နော်